မင်္ဂလာပါခင်ဗျာယကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့ကြက်ကုန်းမီကတငယ်ချင်းဆိုတဲ့ပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာမောင်စိုးခအရှင်ဖြစ်တွန်းလျှောက်လာရမှခြေလန်းကလေးကိုအားယူပြီးမြေကြီးကိုကုတ်တွယ်ရင်းနဲ့အရှင်လျှော်ပြီးတော့ရက်ပါတယ်ထို့နောက်မှာတော့စင်ကြယ်ဖက်နဲ့နှစ်ဖက်ကိုဇုံကင်ထားတဲ့လက်ဝဲကိုအသာမြောက်ပြီးလက်ပတ်နိုင်ကိုကြည့်ပါတယ်အမောင်ရိတ်ကြောင်နိုင်တိုင်ခွက်မှာနံပါတ်အတုံးလေးများနဲ့လက်တံများကိုတဲတဲကွဲကွဲကိုမမြင်ရပေထို့နောက်ကျွတ်ကျွတ်အိတ်ကိုကန်ဆစ်ထားတဲ့လက်ရလက်နဲ့အိတ်ကဲ့အတွင်းမှာဂမီးချစ်ကိုထုတ်ယူပြီးချစ်ကြည့်လိုက်ပါတယ်6နိုင်ခွဲအတိပါသူကမီးချစ်ကိုအိတ်ကဲ့ထဲပြန်ထည့်ပြီးပတ်ဝန်းကျင်ကိုတစ်ချက်အကဲခက်ကြည့်လိုက်တယ်အမောင်ဒုကအတော်ကလေးကိုလွှမ်းမိုးလို့နေပါတယ်အမှန်စစ်စစ်ဝါဆိုလာခွေပြီးဝါကောင်းလာဆန်း3ရက်သို့ရောက်နေပြီဖြစ်တော်လဲနေဝါဆိုညပြဆိုဟူတဲ့စကားအတိုင်းပါပဲဒီကျဲများမှာနေတာရှိပြီးရာသီဥတုအပိုင်းဖြစ်ရာပုံမှန်အားဖြင့်ညဦးဖက်9နာရီလောက်ထိမမောင်သေးပဲစီးစာရောင်ဖြင့်လင်းလက်နေတဲ့မြေဖြစ်ပါတယ်တို့ကြမှာယနေ့ညနေပိုင်း3နာရီမှ9နာရီလောက်ထိမိုးကတဲကြီးမဲကြီးရွာထားပြီးကောင်းခင်တပြင်းလုံးမှာတော့မိုးသားများကအုံဆိုင်နေစေရှိနေတာမို့ညဦးရဲ့အမောင်ကလည်းနေရာယူမြန်သွားခြင်းပဲဖြစ်ပါတယ်ချော်နေတဲ့မြေသားများကိုခြေချောင်းကလေးများနဲ့ထိပ်ဖျားဖြင့်ကုပ်ယူထားပြီးလမ်းလျှောက်ပါတယ်ကြွားသွားသောခြေထောက်တလန်းနေစဉ်မြေပေါ်တွင်ခြေကုပ်ထားတဲ့ခြေကားတော့ချော်လာခဲ့ပါတယ်ထိုခြေချော်သွားခြင်းကိုအရှင်ဖြင့်ယူပြီးလှမ်းထားတဲ့ခြေထောက်ကိုအမြန်ချပြီးတော့ကုတ်ခါနောက်ခြေကိုချော်သောအရှင်ဖြင့်မြောက်ပြီးတော့နောက်သို့တွန်းလဲလိုက်ပါတယ်ဤသို့ဖြင့်ခြေတလန်းနဲ့တလန်းတနေရာမှာဇက်တိုက်ဖြစ်နေပြီးပြေးတယ်လို့ဖြစ်ကခရီးပူရောက်နေပါတယ်သူကအရှင်ဖြင့်တွန်းပြီးတော့လျှောက်လာရာမကြာမီကရင်ရွာတဲ့ရှိဇရက်လေးသို့ရောက်လာခဲ့ပါတယ်ထိုဇရက်လေးမှာရွာထဲသို့ဝင်သွားလျင်အရှိဘက်ရွာများသို့တွားသောလမ်းကိုရောက်သွားပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူကအရှိတောင်ဘက်သို့ခွဲထွက်သွားသောလမ်းပေါ်သို့ဥတီလိုက်တယ်ထိုခဏမှာပင်လမ်းရဲ့လက်ရာဘက်ချမ်းတွင်ကဲ့နေတဲ့ကုန်းရဆိုင်လေးထဲမှာမီးလေးနေသည်ကိုတွေ့ရသောကြောင့်သူကကုန်းရဆိုင်လေးထဲဝင်ပြီးကုန်း90ဖို့ဝယ်လိုက်ပါတယ်သူ့ရဲ့ကြောဖို့လွယ်အိတ်ထဲမှာစီကရက်ဘူးပါတော့လဲခရီးဖြစ်မီဆိုတာကြောင့်သူကမထုတ်တော့ပါစေပေါ်လိ90ဘုတ်ကိုပါဝယ်ယူလိုက်ပါတယ်ဘယ်ထိသွားမှာလဲကုန်းရပေးတဲ့ကောင်လေးကသူ့ကိုမင်းငေါ်ပြီးတော့မေးပါတယ်သွားရမှာကတော့ဟိုကန်းနာရွာထိသွားရမှာကွာဟာမိုးချုံနေပြီဖြစ်ပါမလားရွာတိတ်ထီဆိုအဝေးကြီးပဲကြံသေးတယ်ကုန်းရရောက်တဲ့ကောင်လေးကအံ့အားသင့်စွာထပြောပါတယ်ရွာတဲ့ထီတော့ပြန်ဖို့မရတော့ဘူးပေါ့ကွာအခုကျွန်တော်ဆိုင်မှာအိတ်သွားပြီးမနှက်မှာထားသွားရင်လေရတယ်လေရပါတယ်ညီလေးရာရှေ့ကချောင်းကောက်ရွာမှာငါတငယ်ချင်းရှိတယ်အဲ့ဒီမှာပဲဝင်အိတ်တော့မယ်ဩချောင်းကောက်ရွာဆိုရင်တော့တိတ်ပြီးတော့မဝေးတော့ပါဘူးမြင်မြင်လျှောက်ရင်တော့မိနစ်20လောက်ပေါ့ကောင်လေးကပြောပြီးရာပြီးသားကုန်းရတုံးနဲ့ဆေးပေါ်လေးခွင်းနဲ့လေးကိုကန့်ပေးပါတယ်သူကကုန်းရတုံးနဲ့ဆေးလိမ်များကိုယူပြီးတရားတန်တရွက်ကိုထုတ်ပေးလိုက်တယ်ပြီးတာနဲ့ကုန်းရတရားကိုပစောင်ထဲမှာထည့်ဆေးလိမ်တလေးကိုမင်းကြီးဖွာပြီးခရီးဆက်ခဲ့တယ်စိန်ထဲမှာစထွက်လာတော့ကကိုပင်ကြီးများအရေးကြောင့်မောင်မဲလိုနေတော့လေရွာရိတ်လွတ်တဲ့အခါကောင်းခင်ရောင်ကြေရောင်များကြောင့်လမ်းဖွေးဖွေးကိုပြန်ပြီးတော့မြင်ရပါတယ်မကြမီမှာတိန်ကကင်းစင်သွားသောကောင်းခင်တွင်ခုံးမျက်စလောက်ဝါကလေးထွက်ရာသူ့ရဲ့အတွက်မှာပိုးပြီးအစင်သိပ်ဖြစ်သွားပါတယ်ညဘက်မှာလမ်းနေထားမှာကြော်ဖြတ်ခဲ့တဲ့အပိုင်းလိုမြေသားပြောင်တင်းနေဖြင့်မာပြီးတော့ချုံမနေပဲနဲ့မြေပြောဖြစ်တာကြောင့်ရှောက်ရည်အနှဲငယ်ပိုကောင်းလို့လားပါတယ်ဒုပတော့လေတချို့နေရာများမှာတော့ရေဆူဆူဆက်ဆက်နဲ့ရွှွန့်ဖွဲ့ကလေးများအနှဲငယ်ရှိပါတယ်ညာဘက်သို့လုံးဝကူးပြောင်းသွားပြီဖြစ်သလိုလမ်းဘေးမြေဖုံများကလည်းရှည်လျားနေရာရွှွန့်ဖုံများပေနေတဲ့သူ့ရဲ့ခြေထောက်များကိုဖြုံများကလိုက်ပြီးကတ်ရမှာခြေထောက်များမှာ
ရာကြီးဖြစ်လို့နေပါတယ်။ဒါကြောင့်မလို့သူကလမ်းလျှောက်နေရဲမှရက်ပြီးမကြာခဏဆိုသလိုခြေတော်ချင်းပွတ်နေရပါတယ်။ကရင်ရွာထိပ်ရောက်ခါစားတွင်သူ့ရှေလမ်းမပေါ်မှာအနောက်ဘက်သို့ဖယ်ဆင်းသွားတဲ့လက်နှိပ်ဓမီနဲ့လက်ကိုလှမ်းတွေ့ရသဖြင့်ကြည့်လိုက်တာပလိုင်းများငါးထိုးစုများနဲ့ငါးရှာထွက်သူများဖြစ်ကြောင်းသိရပါတယ်။ဒီနောက်တွင်တော့လမ်းမော်တွင်သူတယောက်တည်းဖြည်းဖြည်းချင်းလျှောက်လာခဲ့ပါတယ်။ထို့သူလျှောက်လာနေရဲမှာချောင်းကောက်ရောက်ချင်းသူ့ရဲ့တငယ်ချင်းတတိုးအိမ်တွင်အစဉ်သင့်တွေးရပါမည်ဟုတွေးပြီးအနှဲငယ်ပူပန်လက်မိပါတယ်။မိတို့ဆိုစေတတိုးမရှိတော့လေသူ့ရဲ့မိမမခင်နှင်းကိုအကူကြီးတောင်းပြီးတအိမ်မှာသွားအိမ်ရန်ရှိပါတော့တယ်။တတိုးမရှိပါလေရဲ့နဲ့တော့သူမိမနဲ့ကလေးများသာရှိတယ်သူ့အိမ်မှာအိမ်ရန်မတင်ဘူးလို့သူကတွေးမိပါတယ်။ယနေ့ညချောင်းကောက်ရွာသို့အိပ်ပြီးမနဲ့စောစောသူထားပြန်မယ်။ကြိုတင်အကြောင်းမထားဘဲနဲ့ပြုံးစားကြီးသူပြန်လာတာကိုအမေနဲ့ညီမလေးကတော့အရန်ကိုဝမ်းသာနေလိမ့်မယ်လို့တွေးပြီးသူ့ရှေ့ရင်ထဲမှာကြည်နူးလို့နေပါတယ်။တကယ်တော့သူ့ရဲ့ချစ်လာစွာသောမိခင်အိုနဲ့ညီမငယ်လေးကိုခွဲခွာပြီးတော့ရွာမှထွက်လာသည်မှာနှမိုးပင်ကြော်ခဲ့ပြီးဖြစ်ပါတယ်။နှစ်ကျော်ကာလအတွင်းတစ်ချိန်သာလျင်လူကြုံကောင်းသဖြင့်သူစုဆောင်းထားတဲ့ငွေစားကလေး9000ကိုမိခင်နဲ့ညီမလေးထံလှမ်းပို့ခဲ့ပူးပါတယ်။နောက်ပိုင်းမှာငွေလဲတပြားမှမပို့တယ်လို့အဆက်အသွယ်လဲလုံးဝကိုမလုပ်ခဲ့ပေ။ဤသို့ဖြင့်တနေ့တစ်ကြေးထွက်ရသည်မှလည်းတခြားမဟုတ်ပဲသူကဲ့သို့သောလေမဲကင်မဲနေစားအလုပ်သမားများအတွက်ရွာမှအလုပ်ရှားပါပြီးဝင်ငွေကျဲပါလာတာကြောင့်ဖြစ်ပါတယ်။ရွာမှရာသီဥတုချိန်လိုက်လို့ကျွေးခိုင်းဘဝဖြင့်သူတစ်ပါးအိမ်မှာသူရင်းကလှုပ်တော်လေရရှိတဲ့ငွေလားကသူတို့သားမိ3ယောက်စားဝေနေရေးကိုကောင်းစွာမဖူလုံခဲ့ပြီ။ตาရေးနာရေးလူမိုးရေးတို့ပြင်သူကိုယ်တိုင်ကလည်းတောက်တဲ့စားတတ်တဲ့အကျင်ကလေးကဆွဲနေတော့ဇရိတ်ကပို့ပြီးတော့ကြီးနေတယ်လို့ဖြစ်ပြီးစနစ်ရာသီအကျွေးမပြတ်အောင်ဖြစ်နေပါတယ်။နောက်ပိုင်းမှာညီမဖြစ်သူအရွယ်ရောက်လာပြီးကောက်ဆိုင်စပားရိတ်ပဲနှုတ်ပဲရှိတ်လေးလိုက်နေသဖြင့်သာတော်ပါသေးတယ်။သူ့အနေဖြင့်အရဲတောက်တဲ့ဒီကလွဲပြီးအလုတ်ကိုအပင်မန်းခံပြီးတော့လုံနှံသူဖြစ်တာကြောင့်ရရှာနေရစအလုတ်ကိုလုံနေတော့လေအလုတ်ကပုံမှန်မရှိပါပြက်တောက်ဖြစ်လာတဲ့အခါမှာစိတ်မရှိသောကြောင့်လမ်းစရိတ်စုပြီးရွာမှာအခြားလူငယ်များနဲ့အတူမြဝတီနယ်ဆက်သို့အလုတ်ထွက်ခဲ့ပါတော့တယ်။ရောက်ခါအစမှာကိုယ်နယ်မှာအရင်ရောက်နေတဲ့နေကံလူများနဲ့အဆက်အသွယ်ယူပြီးတစ်ဖက်ကန်းသို့ခုတ်ကူးပြီးတော့တစ်ဖက်နယ်ထဲမှာပြောင်းချိုးတဲ့လုတ်ကိုလိုက်လုံကြည့်ပါသေးတယ်။ပတ်စံရသည်ကမှန်တော်လေနေရထိုင်ရစားရတောက်ရသည်မှာအင်ဒရီမရပါ။တရဝင်းမဟုတ်သဖြင့်ကြီးလန့်ဆန်စားနေရတာမို့သူစိတ်ညစ်ပါတယ်။ဒါကြောင့်မလို့တစ်ဖက်ကန်းမှာမနေတော့ပဲဒီဘက်ကန်းမှာပင်ရလုတ်ကိုလုတ်ပြီးသူကကုတ်ကပ်ပြီးတော့နေပါတယ်။နေခံအသီးတယောက်ရဲ့အကူအညီဖြင့်လက်ဖက်ရည်ဆိုင်ထဲမှာနေဘက်စပွဲထိုးလုတ်ပြီးညဘက်မှာတော့စိတ်ကားနင်းပါတယ်။ညအိပ်ရန်အတွက်ကတော့တငယ်ချင်းတဦးနဲ့အတူ2ဦးဆက်ပြီးတော့မြေငါးကတဲကလေးတစ်လုံးစောင့်နေခဲ့ပါတယ်။သူနဲ့တူနေတဲ့တငယ်ချင်းမှာစက်ယုံထဲမှာအလုံးရပြီးသူ့ထက်ပိုပြီးတော့နေထွက်စီးပါတယ်။ဒါကြောင့်မလို့ထိုတငယ်ချင်းမှာငွေကလေးရွှင်လာတာနဲ့မြောက်ကြဖြစ်ပြီးလွတ်လာပါတယ်။မကောင်းတာမှသမျှအကုန်လုပ်ပါတယ်။မိမများနဲ့လည်းအပျော်ပါလိုက်စားပါတယ်။သူကတော့တငယ်ချင်းဖြစ်သူမြေများပင်ဆွဲစေးကမှုခံယူချက်ခိုင်းပါတယ်။လောင်ကစားများကိုလည်းမလုပ်မိမဆိုလေရင်လေကြာပူနာဝါနဲ့ AIDS ယောဂဇိုးကိုကြောက်လွန်းလို့ဝေးကနေရှောင်ပါတယ်။သူ့အနေဖြင့်နေမနာညမနာအလုပ်ကိုပင်မလုပ်နေရတာမို့ပင်မနဲ့တန်းကိုခံနိုင်ရန်အရက်ကိုစေဝါလိုမိဝဲရမှာပိုပြီးတော့ကြိုက်လာခဲ့ပါတယ်။ယခုပြန်လာချိန်မှာလက်ထဲမှာငွေ3သိန်းခန့်ပါလာခဲ့ပါတယ်။ထုံငွေ3သိန်းအပြင်မိခင်ကြီးတွေယူရီးယားပါတိတ်ထမင်းတစ်ထည်နဲ့ညီမငယ်ဖို့ ready made အင်ဂျီတစ်ထည်ပါတိတ်လုံးကြီးတစ်ထည်ကိုပါလာခဲ့ပါတယ်။သူ့အတွက်ကတော့နေတိုင်းဝင်နေကြအဝေးစားများအပြင်အခြားပူမပါ။ရွာရောက်ရင်တော့တောက်ဖို့စားဖက်တငယ်ချင်းများနဲ့ဝိုင်းထန်ရန်ရံပလင်းနှစ်ပြားကိုပါတယ်။သူကတော့လန့်လာရင်တွေးတဲ့အရက်ပုံးဆိုင်လေးများပင်စိတ်စာလေးရင်စားသလိုကြုံရရက်ကိုဝင်ပြီးတော့မောတက်သူပဲဖြစ်ပါတယ်။
ယခုလဲချောင်းကောက်ရွာရောက်ရင်တော့တငယ်ချင်းတက်တိုးနဲ့တွေ့ရင်တငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အထိမ်းအမှတ်ဖြစ်ဝိုင်းတဝိုင်းလောက်ဝိုင်းအောင်မယ်လို့စိတ်ကူးထားပါတယ်အမှန်စစ်စစ်တက်တိုးမှလည်းငယ်စဉ်ကသူနဲ့တူနေခဲ့တဲ့တရွာဒေသတငယ်ချင်းဖြစ်ပြီးတောက်ဖို့စားဖက်လည်းဖြစ်ပါတယ်ဒို့ဘတော်လေတက်တိုးကသူ့ရဲ့ဦးလေးသားချင်းများရှိရာချောင်းကောက်ရွာနဲ့အနေများပြီးချောင်းကောက်ရွာသူနဲ့အိမ်အောင်ကြချင်းကြောင့်နောက်ပိုင်းမှာသူနဲ့အလံဝေးသွားခြင်းပဲဖြစ်ပါတယ်ကိုပိုင်ဗီဇစိတ်ကကိုကျင်းလူချမ်းရှိသောတက်တိုးမှာချောင်းကောက်တွဲမှာ9000စေခန့်ဝမွေဝက်ပေါ်မှပင်ဘဝကိုရိုက်တည်နေသူလည်းဖြစ်ပါတယ်ယခုလဲဒီကောင်းအိမ်မှာရှိပါမလားဟုတွေးပြီးတော့စိတ်လေးကိုတွင်တွင်ဖွာကဒုက္ခခြေလမ်းများကိုမြင်းတစ်ထက်မြင်အောင်လို့ရှောက်လန်းလိုလာခဲ့ပါတယ်သူကကုန်းဝလိုက်စိတ်လေးကိုဖွာလိုက်နဲ့လမ်းဖွေးဖွေးကိုဆက်ပြီးတော့ရှောက်လာရာတရားတူလေးတစ်ခုကိုကြော်လိုက်စင်မှာပင်သူ့ရဲ့ရှိတဲ့3-4ခိုက်กว่าမှာတော့ရက်နေတဲ့လူတရိပ်ကိုလှမ်းပြီးတော့မြင်တာကြောင့်ရင်ထဲမှာထိတ်ကနေဖြစ်လို့သွားပါတယ်ခြေလမ်းမြတ်ကတွန့်ဆုပ်လို့သွားတယ်လားရောင်ကျဲရောင်များတွင်ထိုလူရိပ်ကိုတေးချစွာပြုတ်ပေပြီးတော့ကြည့်တော်လေတဲတဲခွဲခွဲတော့မရှိလာတာကြောင့်သူကတွန့်ဆုပ်နေပင်တတိထားလို့ရှိတူသွားပြီးနီးတဲ့ထက်နီးတဲ့အချိန်မှာပို့ပြီးတော့တတိထားကြည့်ပါတယ်အပေါ်ဘက်မှာအပြူဘက်သို့တန်းတဲ့ဂျာကီအင်ဂျီဆန်းဆန်းအင်ဂျီကိုဝတ်ထားပြီးအပေါ်မှလုံးကြီးမင်းညစ်ညစ်ကိုဆက်လွယ်တိုင်းထားပါတယ်သူ့ရဲ့အောက်ပိုင်းမှာပေါင်လေလောက်ထိရှည်လျားတဲ့ဘောင်းမီတိုတစ်ထည်ကိုဝတ်ထားပြီးလက်ထဲမှာလက်နေတမီလေးလာခုတ်ထားတော့မိုးကတစ်ထည်လာတော့မသေးခွဲပါအရာတစ်ခုကိုလည်းကင်ထားပါတယ်ထိုသူရဲ့စပင်းများကတော့ဂုတ်လေပေါ်ထိရှည်လျားနေဟန်ရှိပါတယ်ထိုသူမှရှိတဲ့လမ်းလေကောင်မှာမလုံးမရှက်ကြီးရက်နေသည်မို့သူ့ရဲ့နေဖြင့်ရှီတိုးရခက်နောက်ဆုတ်ရခက်ဖြစ်ပါတယ်ကိုလန်းကိုသွားတဲ့မှန်တော်လေသူ့ရှီမှာဖျက်လျှောက်နေစဉ်လက်နှိပ်တမီတစ်ခုခုဖြင့်ရိုက်ခက်ပါသမျှငွေများကိုလုရင်တော့အခက်ပေသူ့ရဲ့နေဖြင့်လူချင်းကိုတိုက်ခတ်ရမည်ကိုမကြောက်တော်လေမတော်မဆအလင်းမီအငိုင်းမီခံရရင်တော့အချိန်ကြာမြင့်စွာဆူဆောင်းထားခဲ့တဲ့ငွေများကပါမီကိုစိုးရိမ်ပါတယ်ဒီအချိန်ကြီးရောက်မှနောက်ပြန်ဆုပ်ရည်လေးမဖြစ်ပါရှေ့တိုးပဲရက်နေသည်ကလည်းမဖြစ်သည်မို့အထူးကိုတတိထားပြီးရှေ့တိုးလာခဲ့တယ်ဘယ်သူလဲခက်မမေးလိုက်ပါတယ်ရက်နေသူထက်မှအတန်ကားတော့ညောင်နာထွက်ပေါ်လာပါတယ်ခမည်းကဘယ်သူလဲသူကမကျေနပ်သေးပဲဆက်ပြီးတော့မေးပါတယ်ဒီရွာကအင်းတဲကိုတွားမလို့ထိုသူထက်မှတိုးညှိချောက်ကပ်နေတဲ့အတန်ထွက်လာတယ်သူကဆိတ်လိတ်မီးပေးရန်လက်ထဲမှာဆိတ်လိတ်တို့ကိုဖွာကြည့်လိုက်ပါတယ်ဆိတ်လိတ်တို့မှာမိကငိမ့်နေပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့ညာလက်ဖက်မှာဆွဲကင်ထားတဲ့ကြိုကြိုအိတ်ကိုလက်ဝဲဘက်သို့ပြောင်းပြီးဖက်နှက်နဲ့တူရောကင်ထားလိုက်တယ်ထို့နောက်မှာညာဘက်လက်ဖြင့်အိတ်ခဲထဲမှာကမီးချစ်ကိုနှိုက်ယူလိုက်ပြီးသူ့ကျဲနေဖြင့်အိတ်ခဲသူပြုတ်လုခြင်းမှာအကြောင်းမဲ့တဲ့မဟုတ်ပဲအမှုမဲ့တိုက်ခဲကြုံလာပါကထိုညာလက်ဖြင့်အားဖြူထိုးနေရန်လက်ကိုအားပါပြီးတော့ပေါ်ပါစေရန်လိုအပ်ချင်းသာဖြစ်ပါတယ်မင်းကြီးမှာဖြင့်ရော့သူကပြောလိုက်ရင်းနဲ့လက်ထဲမှာကမီးချစ်ကိုချစ်ပြီးထိုသူရဲ့ရှေ့သို့ခတ်တန်းပြီးပါတယ်ထိုအချိန်မှာထိုသူကရည်တိရတာလောက်ပါကသူကခြေထောက်ဖြင့်စောက်ကန်ရန်စိတ်ကူးထားပါတယ်ထိုသူကမီးတောင်နာသို့မျက်နှာကိုငုံပြီးတော့ကက်လာပါတယ်ဘယ်လဲဖြင့်ကင်ထားတဲ့စေးပေါ်လိတ်ကိုပါဇက်မှာတီးပြီးမင်းကြီးဖွာလိုက်တယ်ထိုအချိန်မှာပင်သူကထိုသူရဲ့မျက်နှာကိုမေးရောင်ဖြင့်ကြည့်လိုက်ပါတယ်ထိုသူရဲ့အသားရှိမှာဖြူဖက်ဖြူရော်ဖြစ်နေပြီးစပင်များရှည်လျားစွာနှစ်ဖူးပေါ်မှာတော့ဝဲကြလို့နေပါတယ်မျက်တွင်းများကအနှဲငယ်ခြောင်ကျနေပြီးအဖြူနဲ့အမဲရောင်ရောနေပြီးနှကမ်းမွေးများကမငြီမညာငုတ်စီဖြစ်ကရုပ်ကညင်တူဖြစ်လို့နေပါတယ်သူ့ရဲ့စိတ်ထဲထွင်မှာတော့ဒီမျက်နှာကိုကောင်းကောင်းရင်းနှီးဘူးတလို့ခံစားနေတာကြောင့်တေးသေးချာချာစိုက်ကြည့်လိုက်တော့မှလုံးဝကိုမှတ်မိသွားတယ်ဟာတတူဆိုပြီးတော့အားရဝမ်းသာထအော်လိုက်ပါတယ်ထိုသူကသူ့ရဲ့စိတ်လိတ်သူမီးဆွဲအောင်မီးဖွာနေရမှာမျက်ဖြူလန့်ပြီးတော့မော့ကြည့်လိုက်တယ်ထိုအကြည့်မှာတော့
မျက်လုံးများကအသက်မပါသလိုငိမ့်ငိမ့်ကြီးဖြစ်နေသည်ဟုသူထင်မိပါတယ်ဟေ့ကောင်မင်းတတိုးမဟုတ်ဘူးလားကွဘာကြောင်ကြည့်နေတာလဲငါ့ကိုတော့မမှတ်မိတော့ဘူးလားသူကမိချစ်ကိုငိမ့်ပြီးအိတ်ခဲထဲသို့ပြန်ထည့်ရင်းနဲ့ဇက်တိုက်ကိုပြောပါတယ်ငါတတိုးပါမင်းကအခုမှမြဝတီကပြန်လာတာလားဟုတ်တယ်လေကွာအခုမိုးချုပ်နေလို့ရွာရောက်ပြီးမပြန်နိုင်တော့ပဲမင်းအိမ်မှာဝင်ပြီးအိမ်မလို့မနေ့မှရွာကိုဆက်သွားမလို့ကွာအခုပဲမင်းအိမ်မှာရှိပါမလားလို့ငါစဉ်းစားနေတာမင်းကအခုဘယ်သွားမှာလဲအင်းတဲကိုသွားမှာဟာမင်းကြည်ရတာလေအိတ်ဒီအိတ်ဆက်နေကွာငါကမင်းနဲ့အိမ်မှာပါဆိုအခုဘယ်လိုလုပ်ရမှာလဲငါနောက်ကိုလိုက်ခဲ့ကွာအင်းတဲမှာစားအင်းတဲမှာအိတ်ပေါ့အေးကောင်းနေလာသွားမယ်တတူးက6ခက်ခက်ပြုတ်ပြီးလမ်းမပေါ်မှာတောင်ဘက်ရွရွံ့သို့ဖြောင်တန်းသွားတဲ့တမန်ရိုးတစ်ခုပေါ်သို့ချုပ်ကွေဆင်းသွားရာသူလည်းနောက်မှာပဲလိုက်ပါခဲ့ပါတယ်မောင်စိုးမှာတမန်ရိုးပေါ်အတိုင်းရှေ့မှာတိတ်ဆိတ်စွာသွားနေတဲ့တတူးကိုနောက်မှာကြည့်ပြီးစိတ်ထဲမှာတမျိုးကြီးဖြစ်လို့နေပါတယ်အကြောင်းကတော့ရခင်ကတွေ့ရင်စကားများဖောင်ဖွဲ့ပြီးတော့ရီပတ်မဝင်အောင်ပြောတတ်တယ်ရှိတော့တတူးတယောက်မှာယခုခါမှာတော့ထူးထူးဆဆစကားနဲ့နေချင်းကြောင်ပင်ဖြစ်ပါတယ်ထို့အပြင်မှာတော့တက်တိုးရဲ့ရုပ်မှာလဲသူမြောက်ဝတီတို့မထွက်ခင်ကတွေ့ခဲ့ရတဲ့ရုပ်မျိုးမဟုတ်ဘဲနဲ့ပချောင်ကျနေပြီးဖြူဖဲ့ဖြူရောဖြစ်နေပြီးတော့အနေထိုင်ကလည်းရခင်ခတဲ့ညစ်စုပ်ပတ်စုပ်ဖြစ်နေတယ်လို့ထင်ရပါတယ်တခါခါမှာတော့သူ့ရဲ့ရှိမှသွားနေတဲ့တက်တိုးထံမှာညှိဆွတ်ဆွတ်အနံတစ်ခုကိုထွက်နေသည်ကိုလည်းသတိပြုမိတယ်တက်တိုးမင်းကစကားနဲလာကြည်လားသူကနေစကားစတယ်နေသိမ့်မကောင်းဘူးကွတက်တိုးရဲ့အတန်ကတကယ်ကိုအသေးရစရာပါညောင်နာနာနဲ့ဖြစ်လို့နေပါတယ်မောင်ဆိုးကဘာမှဆက်မပြောပဲသူ့ရဲ့နောက်မှာပင်တိတ်ဆိတ်စွာလိုက်ပါခဲ့ပါတယ်လေခွက်၄-၅ခွက်ခန့်ကြော်ပြီးတဲ့ချိန်မှာချောင်းကျိုးတစ်ခုသို့ရောက်ခဲ့ပါတယ်ဒီနေရာမှာချောင်းကုတ်ရွာနောက်ကျောဘက်မှာကွေ့ကောက်ပြီးတော့ဆင်းနေတော့ဗန်လောင်းချောင်းရဲ့အထက်ပိုင်းပဲဖြစ်မယ်လို့သူထင်မိပါတယ်ဒီဗန်လောင်းချောင်းမှာအင်္ဂရမ်မရှိသောကြောင့်မိသူမဆိုလွတ်လပ်စွာငားရှာနိုင်သောချောင်းဖြစ်ရာဒီချောင်းကျိုးမှာဖြတ်သွားရာရွာသားများတခြားမှာတော့ဝါသနာပါသူများခါကိုယ်နောက်ဖေးကိုဆဲပြီးငားရှာကြတဲ့ချောင်းလေသူများပဲဖြစ်ပါတယ်ယခုလေငါးဝါသနာအိုတက်တို့ကသူကြိုက်တဲ့နေရာမှာသူ့ဘာသာဆဲခံပြီးအင်းတဲဖြစ်လာဆောက်နေရန်ရှိပါတယ်မကြာမီတဝောဝောကြနေတဲ့ရေတံများနဲ့တူတက်တိုးရဲ့ဆဲချက်ကိုတွေးကြပြီးဆဲကျဲချရာဘေကံမမြင့်ပေါ်မှာတော့မီးချောင်တရဲရဲ့ရှိနေတဲ့တဲကလေးကိုတွေးရပါတယ်အေဒီမာတက်တိုးရဲ့ကိုပိုင်အင်းတဲပင်ဖြစ်ရန်တူပါတယ်တက်တိုးကဦးဆောင်ပြီးတော့တဲတဲသို့ဝင်ရောက်သွားတဲ့ဖြင့်သူကလည်းနောက်မှကက်လိုက်သွားပါတယ်တဲကလေးမှာအတော်တန့်ကိုကျဲပြီးတဲရဲ့အလဲခေါင်တက်တဲ့မြေကြီးပေါ်မှာတော့ပို့ထားတဲ့ထင်းဖို့ကြီးကိုတွေ့ရပါတယ်အလင်းရောင်နဲ့အလဲတိုင်မှာတော့ကက်ရိုက်ထားတဲ့ကလပ်ပေါ်မှာရေနံစီမီခွက်ရဲ့အလင်းရောင်ကြောင့်တဲရဲ့အတွင်းပိုင်းတစ်ခုလုံးမှာလင်းထိန်လိုနေပါတယ်တဲရဲ့မြောက်ဖက်ချမ်းမှာဒူတက်တက်ခက်အမြင့်ရှိတဲ့ဝါဖို့ဝါချမ်းများခင်းထားတဲ့အိတ်စင်တစ်ခုရှိနေပြီးစင်ရဲ့ခြေရင်းဘက်မှာတငါအသုံးဆောင်များတိုလီမုတ်စာပစ္စည်းများကိုထားရာမြေကွက်လက်ရှိပါတယ်စင်ရဲ့တောင်ဘက်တဲလေကောင်မှာရှိတဲ့မီးဖို့အကြီးပေးမှလည်းစီပလင်စအုံရေနည်းအိုးနဲ့အိုးခွက်ဆလောင်းများရှိပါတယ်လာဒီပေါ်မှာထိုင်တတိုးကအတန်ထွက်ယုံများပြောပြီးအိတ်စင်ဘော်တို့တက်ထိုင်ပါတယ်သူကတတိုးရဲ့ပေးမှအိတ်စင်ဘော်တို့တဘာတဲ့လွှားထိုင်ရင်ကြောပေါ်မှာလွယ်ပိုးထားတဲ့ကြောပိုးအိတ်ကိုပြုတ်ချလိုက်ကကျိုးကျိုးအိတ်ကိုလည်းကြောပိုးအိတ်နဲ့တူတွဲကလို့ထားပါတယ်ငါခြေတော့ရေးစီအောင်မယ်မောင်စိုးကရှုံများပေကျဲနေတဲ့သူ့ရဲ့ခြေတော့ကိုငုံကြည့်ပြီးတော့ပြောပါတယ်တဲကျဲနောက်ဘက်မှာမြေရည်တွင်းလေးရှိတယ်အဲ့ဒီမှာသွားစီတတိုးကထုံမြတာပြောပါတယ်သူကတော့တဲတဲမဝင်မီကလေးကလမ်းဘေးရီအိုင်ထဲမှာပဲခြေခတ်ပြီးတော့စီးပါတယ်စီးလာခဲ့သည်မို့သူ့ရဲ့ခြေတော်များကပြောင်စင်လို့နေပါတယ်မောင်စိုးကသူ
သူညွန်ပြတဲ့အတိုင်းပဲတဲရဲ့နောက်ဖက်သို့ထွက်ပြီးမြေရီတွန်းလေးထဲမှာရေများကိုပလက်စလုံးစုပ်လေးတစ်ခုနဲ့ခက်ယူပြီးတော့ခြေလက်များကိုစေးကြောလိုက်ပါတယ်ပြီးတာနဲ့တဲတဲကိုပြန်လာပြီးစင်ပေါ်မှာပဲဝင်ထိုင်လိုက်ပါတယ်အန်ဩစရာကောင်းမှာကသူ့ရဲ့ဝင်ထိုင်လိုက်ချိန်မှာပဲစင်ကလေးရဲ့အလဲကောင်တက်တဲ့မှာရှိတဲ့ဇပွဲခုံတစ်ခုလုံးမှာအစင်သည့်နေကြယူထားသည်ကိုတွေ့ကြပါတယ်ဇပွဲခုံမှာတွင်ထမင်းပကံနှစ်ချက်နဲ့ဟင်းခွက်များပါပြင်ဆင်ပြီးသားဖြစ်ကြောင်းတွေ့ကြခြင်းပဲဖြစ်ပါတယ်ပို့ပြီးတော့အန်ဩစရာကောင်းသည်ကထမင်းပကံနှစ်ချက်ထဲမှာထမင်းများကအငွေတစ်ထောင်းထောင်းထပြီးပူပူနွေးနွေးဖြစ်နေကြောင်းပင်ဖြစ်ပါတယ်တကယ်တော့သူတဲတဲပြင်ထွက်ပြီးခြေထောက်ရိပ်စေးတဲ့ချိန်မှာ2မိနစ်ခန့်3မိနစ်ခန့်သာကြာပါတယ်ထိုချိန်လေးတွင်မှာနောက်ပိုင်းကပူနွေးလက်ဆက်တဲ့ထမင်းပွဲများကိုပြင်ဆင်ပြီးသားဖြစ်နေသည်မှာမယုံနိုင်စရာပင်ဖြစ်ပါတယ်တတိုးကိုကြည့်လိုက်တဲ့အခါမှာစင်ရဲ့ခေါင်းရဲဘက်မှရှိဝဘိုးတိုင်ကြီးကြောကိုမိပြီးတော့ငုတ်တုတ်ချထိုင်နေပါတယ်ဟေ့ကောင်တတိုးဒီထမင်းပွဲတွေပြင်တာကမြင်လားကြည်လားကွာထမင်းတွေကလည်းပူပူနွေးနွေးတွေမင်းချက်ထားတာလားအေးသူကတလုံးနဲ့သာဖြင်းချင်းစွာဖြေပါတယ်ဒီတဲမှာမင်းရဲ့ပြင်ဘသူရှိသေးတုံးကွာမရှိဘူးငါတယောက်သေးပဲထုံးစံတိုင်းမှာပဲတိုးညစ်6ခက်တဲ့အတန်ဖြင့်ဖြေပါတယ်ကဲဒါဖြင့်လားလေမင်းရောစားမှာမဟုတ်ဘူးလားငါမစားတော့ဘူးကွာအထမင်းဖို့ခုပေးထားတာတစ်ချက်ကအပူပကံပုတ်ကွာမစားခင်အရက်တော့မယ်ငါမှရမ်းပါတယ်ကွာရေတစ်ခွက်လောက်နဲ့ဖန်ခွက်ယူခဲ့ကွာသူကပြောပြီးတော့ကျိုးဖိုးအိတ်ကိုပွင့်ကအထဲမှာရမ်းရက်ပလင်းတစ်ပြားကိုဆွဲထုတ်လိုက်တယ်တစ်ဆက်ထဲမှာပင်စီကရက်ဘုတ်ကိုလည်းထုတ်ယူလိုက်ပါတယ်ထိုချိန်မှာတော့တက်တိုးကတဲဆောင်တနေရာမှာရှိတဲ့တောက်ရီအိုးစီကိုသွားကမက်ခွက်ကြီးတစ်လုံးနဲ့ရေပြေးခက်လာပြီးလက်ဖိတ်ရည်အကျန်းဖကန်လုံးများကိုလည်းယူလာခဲ့ပါတယ်ပြီးတာနဲ့နှစ်ယောက်သာထမင်းဝိုင်းတွင်မှာပင်မျက်နှာချင်းဆိုင်ပြီးတော့ထိုင်လိုက်တယ်တတူးကထမင်းတပတ်ကန်ကိုသူ့ရဲ့ရှေ့မှာလှန့်တူပြီးထမင်းတပတ်ကန်ကိုဘေးမှာချထားလိုက်ပါတယ်သူတို့နှစ်ဦးကြားမှာစပွဲဝိုင်းရဲ့အလဲတက်တဲ့တွင်ငါးကျော်ပကံများနဲ့ပစုံတုတ်ကျော်တပတ်ကန်တို့အပြင်အရက်ပလင်ရေခွက်အကျန်းပကံများဖြင့်စီကရက်ဘူးတို့ကိုရှိပါတယ်ကဲစကြရအောင်မောင်စိုးကပြောဆူပင်အကျန်းပကံနဲ့တော့အရက်တဝက်လောက်ထည့်လိုက်ပြီးတတိုးထန်သို့ထိုးပြီးလိုက်ပါတယ်တတိုးကအရက်ခွက်တဲ့သို့ရေပြေးဖြစ်ပြီးအရက်တငုံတောက်လိုက်ငါးကြော်လေးတကောင်ဝါလိုက်နဲ့လုံနေပါတယ်သူပြီးသွားတော့မောင်စိုးအလဲပါမောင်စိုးကအရက်ထဲသို့ရေရောထည့်ပြီးအရသာခံပြီးတော့တငုံချင်းပဲတောက်တော်လေပြီးတာနဲ့ငကြောတကောင်ကိုကောက်ယူလိုက်ပါတယ်စောစောကပူပူနွေ့နွေ့လို့သူထင်ထားတဲ့ငကြောမှာတကယ်တမ်းကောက်ကန်ကြည့်လိုက်တော့အေးဆိုင်နေသည်ကိုတွေ့ရပါတယ်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားပြီးငကြောကိုကိုက်ဝါလိုက်ပါတယ်အရသာရှိတော်လေအနှမ်းကညီဆွဆူနိုင်လာပါတယ်ဒုပတော်လေကိစ္စမရှိပါသူကအရက်သမားစစ်စစ်မို့ကြီးမများတတ်ပါမျက်စိမိတ်ပြီးအတန်းအောက်ကစော်ဝါလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ခွက်ထဲမှာအရက်လက်ကြံကိုမော့ချလိုက်ပြီးတက်တိုးကိုအလဲပေးလိုက်ပါတယ်ဤသို့ဖြင့်သူတလဲကိုတလဲနဲ့မှန်မှန်ကြီးခွက်လေနေရမှာအချိန်တော်တော်ကြာတဲ့အခါမှာအရက်ပလင်းတစ်ပြားကုန်လို့သွားပါတယ်သူတို့နှစ်ယောက်စလုံးမှလည်းအချိန်တော်တော်လေးကိုရနေပြီပဲဖြစ်တယ်အရက်ပလင်းပါသေးလားတက်တိုးကသူ့ကိုမင်းငော့ရင်းနဲ့မေးလိုက်ပါတယ်ပါတော့ပါသေးတယ်ဒါပေမဲ့အဲ့ဒီအလုံးကိုရွာကားကောင်နေဖို့ချမ်းသွားအောင်မယ်မင်းမှာစံလေးပါလေးရှိရင်ထုတ်လေကွာသူကပြောတဲ့အခါမှာတက်တိုးကတဲတင်နေရမှာရှိတဲ့တန်ချေရင်းမှာပလာစတိပုံလေးတစ်ပုံးကိုဆွဲထုတ်လိုက်ပါတယ်ထိုပုံလေးထဲမှာတော့တောချက်ဆန်ရဲများလေးပါပါတယ်မင်းမောက်တဲ့အထိတောက်လို့ရတယ်ထို့သို့ပြောလိုက်ရင်နဲ့တက်တိုးကသူ့ကိုစိုက်ကြည့်ပါတယ်သူကနဲ့ဂိတ်ကနေလေကျင်တက်ပြီးပြန်ကြည့်တယ်အကြည့်ချင်းစုံတဲ့အချိန်မှာတွေ့လိုက်ရတဲ့တက်တိုးရဲ့မျက်ဝန်းစုံမှာမျက်ကြောတည်နေတာနဲ့လှုပ်ရှားမှုကင်းမဲ့ပြီးလူသေးကောင်တယောက်ရဲ့မျက်လုံးများကဲ့သို့အေးဆက်နေတဲ့အငွေးသက်များကိုခန်းစားကာကြောထဲမှာတစ်ချက်စိမ့်လို့သွားပါတယ်ထို့ပြင်မှာတော့တက်တိုးရဲ့အတန်မှာလည်း
သူ့ရဲ့ပါဇက်ကထွက်နေသည်မှာဟုတ်ရဲ့လားလို့တန်တရားဖြစ်လောက်အောင်တိုးညှိ၆ကက်လို့နေပါတယ်တချီတွင်းမှာပဲအရက်ပုံးကိုကန်ပြီးငှဲ့ပေးသူကတော့တတိုးပဲဖြစ်ပါတယ်ဤကဲ့သို့နှစ်ခွက်သုံးခွက်လောက်အလဲကျပြီးတဲ့အချိန်မှာနှစ်ယောက်စလုံးအတော်ကြီးကိုမူးလာခဲ့ပြီးပဲဖြစ်တယ်မောင်စိုးကမူးမူးနဲ့သူ့ရဲ့ရှေ့တဲ့မှာထမင်းဘက်ကန်ကိုစားရန်အနည်းသို့ဆွဲကဲလိုက်ပါတယ်အဩစရာကောင်းလောက်အောင်ပင်ထမင်းများကအငွေတောင်ထောင်ထနေစေပင်ဖြစ်တယ်သူကလက်ပင်မစည်းတော့ပဲထမင်းဖက်ကန်သို့လက်နှိုက်လိုက်ပါတယ်ရေခဲပမာအေးဆက်တဲ့ထမင်းများရဲ့အထီးတွေကြောင့်သူလက်ဖြန့်လို့သွားပါတယ်သူကတခုခုတော့မှားနေပြီဟူတဲ့အတွေ့ဖြင့်တတိုးကိုလန့်ကြည့်လိုက်တယ်တတိုးကကောင်းငတ်ဆိုင်နဲ့ညီတက်လျက်သူကထမင်းဖက်ကန်ထဲမှာထွက်နေတဲ့အငွေများကိုကြည့်ပြီးခေါင်းထဲမှာနောက်ကြည့်လို့လာပါတယ်တတိတရားတစ်ခုကိုဖမ်းဆုပ်ထားရရင်သူကပြန်ဆင်ကျင်တဲ့အခါမှာတော့သူအယံကိုမူးနေပါပြီမှန်တော်လဲတတိတရားကင်းလို့ခြင်းပင်မရှိသေးပေထိုများလောက်ထိအမီအမောက်မတက်အောင်မမူးသေးတာကတော့သိကြပါတယ်ဒါကြောင့်မလို့တခုခုတော့မှားနေမှန်သူသိပါတယ်ဒါပေမဲ့သူကလည်းမူးလာရင်တော့ဘာကိုမှအရေးထားတဲ့သူမဟုတ်တာကြောင့်အေးဆက်နေတဲ့ထမင်းများကိုအရှိတောက်ငါဟင်းရိမ်များဆန်းလိုက်ပစွန်တုတ်ကြော်များကိုဝါးလိုက်ဖြင့်တလုတ်ပြီးတလုတ်စားနေပါတယ်သူထမင်းစားပြီးချိန်မှာတတိုးကရေတက်ခွက်နဲ့အဝိစုပ်တစ်ခုကိုယူပေးတယ်သူကထိုချီနဲ့ပင်ပကံထဲသို့လောင်းစီပြီးလက်နဲ့ပါးစပ်ကိုတုပ်လိုက်ပါတယ်ပြီးတာနဲ့စီကရက်တလေးကိုထုတ်ယူပြီးမင်းကြီးဖွာရှိုက်လိုက်တယ်တတိုးကလည်းထုတ်ကဲ့သို့ပင်စီကရက်တလေးကိုယူပြီးမိကိုတောင်းထောင်းထအောင်ဖွာရှိုက်လို့နေပါတယ်မောင်စိုးကတကြီးပိတကြီးလိုက်ပြီးအလေးလိုက်တက်နေတဲ့မိကိုငွေများကြမှာတတိုးရဲ့မျက်နှာကိုကြည့်တယ်တတိုးရဲ့မျက်နှာမှာသူတို့နှစ်ဦးအရက်စပြီးတောက်ဆင်ကားပင်မတူတော့ပဲပို့ပြီးတော့ချောင်ကြားကပါဇက်မြတ်ကပြုတ်နေပါတယ်မြတွင်းကြီးနှစ်ခုကလည်းခြိုက်နေပါတယ်ထိုခြိုက်နေတဲ့အတွင်းမှာမျက်လုံးနှလုံးများကမလုံးမချက်ငြိမ်သက်လျက်ကြောက်မျက်လုံးများပမာကြည်ရင်နဲ့တတိုးပုံမှာလူသေးကောင်တယောက်လိုငုတ်တုတ်ထားထိုင်နေပုံမျိုးနဲ့ပို့ပြီးတော့တူပါတယ်သူကအရက်ချိန်ကြောင့်ရီဝေဖြစ်နေတာကြောင့်အမြင်မချင်းဟုသူ့ရဲ့မျက်လုံးများကိုပြန်ပြီးတော့ပုတ်တဲ့ကြည့်ပါတယ်ထို့သို့မျက်လုံးပုတ်ကြည့်တော့မှမြင်ကွင်းကပို့ပြီးတော့ဆိုးရွားလာပါတယ်တတိုးစိတ်လိတ်တောင်းနေပုံမှာတကယ်ကိုမိုးရိပ်ဆေးဝါးအနှရဲ့ကာခွေရေးပိုစတာများအယိုးကောင်းကြီးစီကရက်တောင်းနေပုံနဲ့တူနေပါတယ်ကြာလေကြည့်ရပို့ပြီးတော့ဆိုးလူလာတာကြောင့်သူကဆက်မကြည့်တော့ပဲအကြည်လွဲပြီးတော့မျက်စိမိတ်ကစီကရက်ကိုအရသာခံတောက်နေပါတယ်လက်ထဲမှာစီကရက်ကုံသွားတဲ့အခါအနှဲငယ်မျက်စိများလေးလာတာမို့သူကနောက်ဆုတ်ပြီးဝါဖိုဝတိုင်များကိုမိပြီးတော့ခြေစင်းလေးရဲ့မိတ်နေလိုက်တယ်ဒုပတော့လေကြာမမိန်လိုက်ရပါတက်တိုးရဲ့တန်းကထွက်ပေါ်လာပါတယ်ဟေးကောင်လာချလိုက်ကြစို့ဟာချတာပေါ့ကွာသူကလည်းမူတီမူကြောင့်ဖြင့်ပြန်အော်မိပြီးမူလာနေရသို့ပြန်ရောက်တာကလည်းထိုအခါမှာတော့တတိုးကလူသေးကောင်တယောက်ရဲ့လက်များဖြင့်တူလာတဲ့အယိုးကောက်ခက်ဖြင့်အရက်ပုံးကိုလှမ်းယူပြီးငှဲ့ပေးပြင်ပါတယ်သူကလုံးဝကိုမငြင်းပဲသူယူတော့ပါတယ်သူ့လဲပြီးတော့တတိုးကသူ့ရဲ့ခွက်ကိုသူပြန်ငှဲ့ပြီးပြန်တော့ပါတယ်ဤကဲ့သို့ဖြင့်ခွက်တန်တရားလဲနေရမှာသူတို့နှစ်ယောက်စလုံးပင်အစွမ်းကုန်မူးနေကြပြီဖြစ်ပါတယ်တချီတဲမှာပင်မောင်စုကဗိုက်ဆာတလူရှိတာကြောင့်စောကပကံထဲမှာကျန်နေခဲ့တဲ့လက်ကျန်ငါးကြော်များထဲမှာငကြော်တကောင်ကိုလက်နိုင်ပါတယ်ဒုပတော့လေငကြော်ကလက်ထဲပါမလားပဲချော်ကြီးဖြစ်လို့နေပါတယ်ဒါကြောင့်မလို့သူကငကြော်ကိုတည်တည်ချာကင်ပြီးတော့ငုံကြည့်ပါတယ်မျက်လုံးများကပြူးကျယ်လို့သွားတော့တယ်အကြောင်းကသူကင်ထားတဲ့ငကြော်မှာကြော်ပီသားအကောင်နေထားမဟုတ်တော့ပဲရေဆူဆက်နဲ့လူလွတ်နေတဲ့ငချင်းတကောင်ဖြစ်သွားကြောင်းပင်ဖြစ်တယ်ဟေးကောင်တတိုးဒါဘာဖြစ်တာလဲကြည်စံမင်းငကြော်ကငါစားမယ်လို့မှငကြော်ကနေငရှင်ကြီးဖြစ်သွားပါလားကွာမင်းငါမူးတဲ့ထင်ပြီးတော့မနှောင်းနဲ့နော်သူကပြောပြီးငကြော်ပကံကိုတတိုးရှီမှာတိုးပေးပါတယ်ဘယ်မှာလဲငါရှင်ငါကိုပြစံ
တတိုးကမျက်လုံးကြောင်လေးဖြင့်ငကြော်များကိုလိုက်ကြည့်ပါတယ်ဒီမှာဟိတ်ကောင်မင်းစားလိုက်သူကလှုပ်လှုပ်ဖြစ်နေတဲ့ငရှင်ကြီးကိုလက်ညှိုးထုတ်ပြီးပြပါတယ်ရတယ်ငါစားမယ်တတိုးကအေးဆက်ဆက်ကိုပြန်ပြောပြီးပကံထဲမှာလူးလွန်နေတဲ့ထုံငါးကိုကောက်ကင်လိုက်ပါတယ်ထို့နောက်မှာလက်ထဲမှာတောင်းလိုက်ကြီးပါလာတဲ့ငစိမ်းကြီးကိုသူ့ရဲ့ပါးစပ်ထဲသို့ထက်ကတကြိုးကြိုးနဲ့ဝါစားပါတယ်တတိုးငစိမ်းကိုက်နေတဲ့ပုံကိုကြည့်ပြီးမောင်ဆိုးရဲ့မျက်စိထဲမှာအယိုးပေါ်အရည်တင်အသက်မဲ့လောင်ကြီးတစ်ကောင်ကငစိမ်းတစ်ကောင်ကိုကိုက်စားနေတာမျိုးတွားပြီးတော့ပေါ်ပါတယ်မောင်ဆိုးကတေးသေးချာချာကြည့်လိုက်တယ်ကြည်ရင်ကြည်ရင်နဲ့မှမျက်လုံးမြတ်ကချီဝေးလာပြီးခေါင်းထဲတင်မှလည်းမူးနောက်လိုလာပါတယ်မျက်နှာကအယိုးကောင်းကြီးလိုဖြစ်လာပြီးမျက်လုံးများလည်းမရှိတော့ပဲခေါင်းခွင်ကြီးသာမြင်ရပါတယ်သူ့ရဲ့လက်ထဲကမူသူ့ရဲ့အသားရှည်မုတ်ဖဲနဲ့တရိတ်ဆန်တစ်ကောင်ရဲ့လက်များကဲ့သို့ရှည်လျားတဲ့အမွေမဲမဲကြီးများကဖုံးလွှမ်းလို့နေပါတယ်ဟာဘာဒီမန့်ကိုမသိတော့ဘူးငါ့ကိုဒါမျိုးလုံးမပြနဲ့တွားချမောင်ဆိုးကမူးမူးနဲ့ကုန်းអော်ပါတယ်ဒုပတော်လည်းအတန်တွေကဘလုံပထွေးပါတွားဆိုတွားချဟေးအောက်လန်းနေပါလေလာမလုံးနဲ့ငါကွကဲကွာသူကပါဇက်ထဲတွင်ရောက်ရတက်ရများကိုအော်ပြီးသူ့ရဲ့ရှေ့စပွဲကုံကိုလက်သီးဖြင်ထုတ်ရာစပွဲပေါ်မှာထမင်းပကံဟင်းပကံနဲ့အရက်ပလင်းခွေများအကျန်းပကံလုံးများဖြင့်မှောက်ကြကုန်ပါတယ်တစ်ဆက်တည်းမှာပင်သူကိုယ်တိုင်ကလည်းစပွဲပေါ်သို့မျက်နှာအပ်လျက်မှောက်ကြသွားခဲ့ရာမြေပြင်မှာပင်မထူနိုင်တော့ပဲမိုးဝေအိပ်ပျော်သွားခဲ့ပါတယ်သူ့ရဲ့တကူလုံးအရက်ခံရသည်နဲ့နာကျင်လို့နေပါတယ်အိုကောင်တစ်ခုလုံးမှလည်းကြိုက်ခဲမိုးဝေလိုနေတယ်အသက်ကိုမမှန်ရှူသွင်းနေရတဲ့အသည့်အာယုံကိုပုံမှန်ဖြစ်အောင်စူးစီးကြည့်နေပါတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့လက်တွေအခြေအနေကိုအသည့်အာယုံတချို့ပြန်လည်ဖမ်းဆုပ်မိလာတဲ့အချိန်မှာသူ့ရဲ့အနေထားမှာတစ်ခုခုပေါ်မှာမောက်ခုံကြီးအိတ်နေမှန်တတိထားမိတယ်သူ့ရဲ့အောက်မှာရှိတဲ့အရာမှာဖြားတစ်ချက်အိတ်ရာတစ်ခုမဟုတ်ပဲကျန်းရှားရှားပြောစီစီအနေထားရှိတဲ့အရာတစ်ခုမှန်းကိုတတိထားမိတယ်သူ့ရဲ့ကြောပြင်းနဲ့ခြေထောက်လက်မောင်းများပေါ်သို့လည်းပူနွေးနေတဲ့အငွေးသက်တစ်ခုကိုကြားရောက်သည်ကိုတတိထားမိပြန်ပါတယ်ထိုချိန်မှာတော့အကြားအာရှုံ၌တစုံတဦးကသူ့ကိုပြောနေတဲ့အတန်မျိုးလေကြားရပြန်တယ်ဟိတ်ကောင်ထတော့လေကွာဒုက္ခပါပဲဘယ်ကောင်ကဘယ်လောက်ထိမူးလာပြီဒီနေရာမျိုးမှာလာအိတ်နေတာပါလေသူကကြားနေရတဲ့တန်ကြောင့်မောက်ခုံအနေထားမှာအားရှုပြီးလိမ့်ကပက်လက်နေတာဖြစ်အောင်လှုပ်လိုက်ပါတယ်နောက်ပိုင်းမှာအင်းခနဲ့ညီးထွားပြီးမျက်စိနှလုံးကိုဖွင့်ကြည့်ပါတယ်တော်တော်နဲ့ဖွင့်လို့မရပါဘယ်ကမူးသမားကများလာအိတ်နေတာပါလေမိုးမရွာလို့တော်သေးတာပေါ့ကွာမိုးများရွာရင်အေးပက်လို့တိမ်မှာပဲကြားနေရတဲ့တန်ကြောင့်သူကမျက်စိကိုအားရှူပြီးတော့ဇွတ်အတင်းမဲဖွင့်လိုက်ပါတယ်မျက်လုံးစုံကိုပုံမွင့်ခြင်းထိတ်တိတ်တိတ်ကြီးဝင်လာတဲ့အလင်းရောင်ကြောင့်လွှတ်ခနဲ့အော်မိပြီးတော့သူ့ရဲ့မျက်လုံးတစ်စုံကိုပြန်ပြီးတော့မိတ်လိုက်ပါတယ်ပြီးမှမျက်လုံးတစ်စုံကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာတော့နေရောင်ကြီးတို့ဖြင့်ပြားလွာတောက်ပနေတဲ့တင်းစင်ကောင်းခင်ကိုဥစွာမြင်လိုက်ရပါတယ်ထိုတဖန်မျက်လုံးများကိုရွှေ့ကြည့်လိုက်တဲ့အခါမှာမတ်တက်ရဲလျက်သူ့ကိုမိုးကြည့်နေတဲ့လူကြီးတဦးကိုတွေ့လိုက်ရပါတယ်ထိုလူကြီးမှာအသက်60ကျော်ခန့်ရှိတဲ့အဖိုးကြီးတဦးဖြစ်ပြီးကတုံးပြောင်ပြောင်နဲ့မျက်နှာအနေထားကတီတီငိမ့်ငိမ့်ပါဟိတ်ကောင်ထတော့လေကွာမင်းကိုဘသူကများမှု့ရခင့်မိထားတယ်ထင်းလို့တော့ထိုလူကြီးကသူ့ကိုပြောနေမှန်းသိတဲ့အခါသူကရောင်ရမ်းပြီးဟုတ်ကဲ့ဆိုပြီးတော့အတင်းကုန်းထားပါတယ်ထိုအခါမှပင်သူ့ရဲ့ခြေနေသူပြန်ပြီးတော့အကဲခတ်မိပြီးအန်အောထိတ်လန့်လို့နေပါတယ်အကြောင်းကတော့သူအိတ်နေတဲ့နေရာကလူသွားလက်မကြီးပေးချီလေတန်းတင်ဆုံလေးတစ်ခုပဲဖြစ်ပါတယ်ဒုက္ခတစုံတစ်ခုကိုတတိယသဖြင့်ကမန်းကတန်းပင်ပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်ရှုမိတဲ့အခါမှာသူ့ရဲ့ကြောပိုးအိတ်ကြီးလက်ဆွဲအိတ်ကြွအိတ်နဲ့စင်ကြယ်ဖက်နှက်ကိုလည်းကစင်းခုံပေါ်မှာပဲတွေ့လိုက်ရပါတယ်ဟိတ်ကောင်လေပြောပါအောင်ကွာမင်းကဘယ်ကနေဘလို့ဖြစ်ပြီးဒီကစင်းကုန်းပေါ်မှာလာပြီးအိတ်နေတာတော့
ရက်ကြည့်နေတဲ့လူကြီးကသူ့ကိုစစ်စစ်ကြည့်ပြီးမေးပါတယ်ဗျာမဗျာနဲ့လေမင်းမို့ဒီယိုနေရာမျိုးမှာအိတ်ရဲတယ်ကွာဒါပဲနေရာရောက်နေတာလေကျွန်တော်ကဒီနားကိုပါလို့ရောက်နေတာလေဗျဟေးသူ့ရဲ့ဦးကြောင်ကြောင်စကားများကြောင့်ထိုလူကြီးများကဟေးဆိုပြီးတလုံးနဲ့ရေရွမိပါတယ်သူ့ကိုထူးဆန်းတဲ့တတဝါတကောင်လားပဲငေးကြည့်လို့နေတယ်သူကဘာမှမပြောသေးပဲကြောဖို့အိတ်ကိုကောက်လွှဲပြီးတစ်ဖက်ကကျွတ်အိတ်တစ်ဖက်ကစင်ကြယ်ဖနက်ကိုကောက်ကန်ပြီးမှထိုလူကြီးဘက်မှာမျက်နှာလေးပြီးပြန်ပြောတယ်ကျွန်တော်ရောက်နေတာဘယ်နေရာလဲမသိလို့ပြန်မေးမိတာပါခင်ဗျာအေးမေးမှတော့ငါပြောမယ်ဒီလမ်းမကအများသုံးဆက်သွယ်ရေးလမ်းမကြီးဟိုးရှိကမြင်ရတဲ့ရွာကချောင်းကောက်ဟိုးနောက်ဘက်ကရွာကကရင်ရွာမင်းအိတ်နေတာကလမ်းတောင်ဘက်ကကစင်းခုံးပေါ်မှာကဲဒါဆိုမင်းကဘယ်ကားလာပြီးဘယ်လိုတွေဖြစ်နေဆိုတာပြောပါဦးကျွန်တော်ရဲ့နာမည်ကမောင်စိုးပါဇာတိကကန်းနာရွာတဲ့ကပါမြဝတီကိုအလုံးလုပ်ပြီးပြန်လာတာမနေညကမိုးချုပ်သွားတာနဲ့တငယ်ချင်းတယောက်ရဲ့အင်းတဲမှာအရက်တူတောက်ပြီးအိပ်ပျော်သွားခဲ့တာပဲဒါဖြစ်ရင်မင်းတို့အရက်တောက်ရင်နဲ့အိတ်ခဲ့တဲ့အင်းတဲကဘဲမှာလေကျွန်တော်ကောင်းကောင်းမမိတာတော့ဒီတရားလေးလုံးအခုကျွန်တော်တို့ရက်နေတဲ့နေရာကနေ4-5 ကွဲလောက်သွားလိုက်တာပဲမင်းကအဲ့ဒီအင်းထဲမှာတငယ်ချင်းနဲ့အတူတူအရက်တောက်ရင်အိတ်ခဲ့တာပေါ့ဟုတ်ပါတယ်ကျွန်တော်အသေးချောက်ကိုမမိပါတယ်အခုအိတ်ရာကတော့ကျွန်တော်အိတ်တဲ့နေရာကလေကစင်းခုံပေါ်ကြီးမှာပါအေးကောင်းနေကွာလူကောင်းဆိုရင်တော့တွေးလန့်ပြီးတော့တောင်မှယူသွားနိုင်တယ်အခုမင်းကမိုးပြီးအိတ်တာဆိုတော့ဘာမှမသိဘူးပေါ့မင်းတိတ်ကန်ကောင်းနေကောင်းလေဘာဖြစ်လို့လဲဒီကွင်းကအလွန်ကိုကျန်းတဲ့ကွင်းကွာကြက်ကွင်းလို့လည်းခေါ်ကြတယ်ဒီနားမှာမင်းပြောတဲ့အင်းတဲဆိုတာလည်းမရှိဘူးမင်းကိုကြက်တွေလဲစားတာပဲဗျာဟုတ်တယ်ကြက်တွေလဲစားတာဒါဆိုကျွန်တော်တငယ်ချင်းကမင်းတငယ်ချင်းကဘာတူလဲဒီချောင်းကောက်ရွာတဲ့ကတက်တိုးပါဖြစ်မှဖြစ်ရလေကွာငါတောင်ကြက်သီးမွေးကြီးနေဖြင်းဖြင်းထသွားတယ်လာဒီနေရာကအမြန်သွားကြမယ်မင်းလည်းရှေ့ကိုပြန်မှာမဟုတ်လားထိုလူကြီးကပြောဆူနဲ့ချောင်းကောက်ရွာဘက်ကိုခြေကုံတုတ်တင်ရာမောင်ဆိုးလဲနောက်မှလိုက်ပါသွားပါတယ်ထိုလူကြီးကိုကြည့်ရမှာတခုခုကိုထိတ်လန့်သွားပြီးအိမ်နေရာမှအမြန်ဆုံးတိတ်ရှောင်သွားပုံဖြစ်ပါတယ်လေလေးခွက်အကျော်မှာရှောင်းမိတဲ့အခါမှာတော့သူကနောက်မှလိုက်ပြီးလူကြီးကိုစကားဆလိုက်တယ်ဦးကြီးကဒီချောင်းကောက်ကပဲလားဟုတ်တယ်ကွဦးလေးကျွန်တော်တငယ်ချင်းတက်တို့ကိုသိပါတယ်နော်ဟာသိတာပေါ့ကွဒါနဲ့နေပါဦးမင်းဒီနယ်ကားနေထွက်သွားတာဘလောက်ကြာပြီတော့ကျွန်တော်နှစ်ကျော်သွားပြီအခုမှပြန်လာတာဩဒါကြောင့်ကိုလူကြီးကထုံမြတာပြောပြီးသူ့ကိုနောက်ပြန်လှည့်ပြီးတော့တစ်ချက်ကြည့်ပါတယ်ပြီးမှရှေ့ဆက်လျှောက်ပြီးမေးပြန်တယ်မင်းညာကမင်းတငယ်ချင်းတက်တို့နဲ့တွေ့ခဲ့တယ်ပေါ့တွေ့တာပေါ့ဦးကြီးရသူနဲ့တွေ့လို့အင်းထဲမှာပဲသူနဲ့အရက်တူတူတောက်လိုက်တာထမင်းစားပြီးမနှက်ခင်းကြတော့မှအခုလိုမယုံနိုင်စရာဖြစ်တာတော်သေးတာပေါ့မင်းကိုမြသူနဲ့အတူနေဖို့ခေါ်ထားလိုက်ရင်ဒုက္ခဦးကြီးကဘာကူပြောတာလဲမင်းရဲ့တငယ်ချင်းတက်တို့ကမနစ်ကဝါကောင်လာကပဲတည်ပြီးပြီကွဗျာမောင်စိုးမအခုမှပင်ခေါင်းနှပန်းကြီးလာပြီးကြက်တီးမွေးချင်းများကတကူလုံးထလာပါတယ်ဟုတ်တယ်မနစ်ကသူတည်သွားတာအခုလိုဝါကောင်လာပဲဖြစ်မှဖြစ်ရလေဗျာသူ့ဘယ်မှသိတာလဲအေးအခုမင်းအိတ်ခဲ့တဲ့ကသင်းခုံးရဲ့တောင်ဘက်ကကွင်းနှင်းမှာပဲတော်မလို့သိတာဘလို့တော်မတာလဲအတိတ်ကွင်းထဲမှာငါးရှာရင်ကနေသူတို့နဲ့မလွတ်တဲ့နေရာမှာအလေးစုံနေပြီးတော့မူမူရွရွနဲ့ကွင်းပိုင်နေပန်းတွေကိုစော်ကားတယ်အဲ့ဒါနဲ့ဘလို့ဖြစ်သေးလဲအတိညာကပြန်လာပြီးကြတဲ့ကအိတ်ရှာပေါ်မှာလူလိမ့်ပြီးဗိတ်ထဲကပူတယ်ပြဆိုပြီးအသက်ကုန်အော်တော့တာပဲ2ရက်လောက်ကြာတော့
အော်ရက်ပြီးညင်လဲညင်ရောအသက်ပါတာပဲဖြစ်မှာဖြစ်ရလေဗျဒီကောင်လဲမကြုံမလွတ်ပဲအဲ့ဒီနေရာမှာရောက်သွားတာနေမှာပေါ့တိတ်ကိုတေးကြတယ်ကွာသူ့ကိုရဲလဲစွန့်ခဲ့တဲ့နေညာကသူ့မိန်းမခင်နှင်းကိုအိမ်မက်ပေးတယ်သူဟာကြက်ကုန်းမှပဲတွားနေရပြီဆိုတဲ့အကြောင်းပေါ့ပြောဆိုနဲ့ပင်သူတို့နှစ်ဦးမှချောင်းခေါက်ရွာထိပ်သို့ရောက်သွားကြရာထိုလူကြီးကကဲသွားတော့ဆိုကပြောပြီးတော့သွားပါတယ်ရွာထိပ်တရားပေါ်မှာတော့ထိုင်နေခဲ့ပါတယ်မောင်စိုးမှတယောက်တည်းဆက်လျှောက်လာပြီးသူညကကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်ကိုတတိယကအကြီးအကျယ်တုန်လှုပ်နေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်ကလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုအဆုံးထိလိုက်ပါနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ